များတော့ဒီလိုကိစ္စမျိုးကြုံဘူးလားလက်ထဲကပစ္စည်းတစ်ခုပြုတ်ကျသွားတယ်လိုက်ရှာတော့ဘလို့မှရှာမတွေ့တော့ဘူးကြံပြစ်မှလည်းမရှိစပွဲအောက်မှလည်းမရှိအမွေပြန်သွားတယ်လို့ပါပဲဒါပေမဲ့နောက်ရက်နည်းနည်းကြာတော့အဲ့ဒီပစ္စည်းကအထင်သာကြီးပြန်ပေါ်လာတယ်ခမည်းတိချပေါချခဲ့တဲ့နေရာမှာပဲပြန်တွေ့နေရပါတယ်လူကြီးတွေကတော့ဒါကိုမှင်စာဝတ်တယ်လို့ပြောကြပါလိမ့်မယ်ဒါပေမဲ့တကယ်လို့များအဲ့ဒါကမှင်စာမဟုတ်ပဲ system error တခုဖြစ်နေမယ်ဆိုရင်ရောကျွန်တော်တို့အားလုံးနေထိုင်တဲ့ဒီကဘာကြီးကအစ်မှန်မဟုတ်ပဲ computer program တခုတာဖြစ်နေခဲ့မယ်ဆိုရင်ရောဒါကို simulation theory လို့ခေါ်ပါတယ်ဒီလိုမှတ်လို့မျိုးကဘာကျော်ပုံကိုယ်တွေကအစဒီ theory ကိုလက်ခံထားကြပါတယ်ပြန်တွေးကြည့်ရင်လွန်ခဲ့တဲ့နှစ်40လောက်ကဂိမ်းတွေဟာကလေးကစားစရာလို့အရင်ယူချင်းခဲ့ပါတယ်။ဒါပေမဲ့အခုခေတ်ဂိမ်းတွေကြတော့ graphic ကောင်းလို့တကယ်လူတွေတကယ်ကဘာကြီးကိုရိပ်ပြထားသလားလို့တော့ထင်ရပါတယ်။ VR လိုနည်းပညာတွေမှာဆိုရင်ကိုမျက်စိရှိမှတကယ်ဖြစ်ပျက်နေတယ်လို့ခံစားရတဲ့အထိနည်းပညာကတိုးတက်လာပါပြီ။သိပ္ပံပညာရှင်တွေကပြောကြပါတယ်။နောက်ထပ်နှစ်တရာလောက်ကြာရင်ဂိမ်းနဲ့အပြင်လောကကိုလုံးဝခွဲခြားလို့ရတော့မှာမဟုတ်ဘူးတဲ့။ဒါဆိုရင်မေးစရာရှိတာကကျွန်တော်တို့အခုမြင်နေရတဲ့ကဘာကြီးကရောကျွန်တော်တို့ထက်အဆပေါင်းများစွာမြင့်မာတဲ့အရာတစ်ခုကဖန်တီးထားတဲ့ဂိမ်းတစ်ခုမဟုတ်ဘူးလို့ဘယ်သူကအာမခံနေမှာလဲ။ဒီကဘာကြီးက simulation ဖြစ်ကြောင်းတက်တည်ပြနေတဲ့အချက်တွေအများကြီးရှိပါတယ်။အဲ့ဒါကို crash in the matrix လို့ခေါ်ပါတယ်။သင်ချားဆုံးကတော့ဒီဂျာဘူးဖြစ်သွားတာပါဒီဂျာဘူးဆိုတာကပြင်သစ်စကားလုံးဖြစ်ပြီးအရင်ကမြင်ဖူးပြီးသားလို့အတိတ်ပဲရပါတယ်ဒီနေရာတစ်ခုကိုရောက်ဖူးတယ်လို့ဒီစကားကိုကြားဖူးတယ်လို့ခံစားရတာကိုဆိုလိုပါတယ် The Matrix ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ဒီလိုပြောထားပါတယ်ဒီဂျာဘူးဆိုတာက system ကိုပြုပြင်ပြောင်းလဲလိုက်တဲ့အခါဖြစ်လာတဲ့ error တစ်ခုပါတဲ့နောက်တစ်ခုက The Mandela Effect လူအများကြီးကအဖြစ်ပြက်တစ်ခုကိုမှားယွင်းပြီးအတူတူမှတ်မိနေကြတာပါဥပမာပီကာရှူရဲ့အမီမအမဲဆက်ပါတယ်လို့ထင်နေကြတာမျိုးပေါ့တကယ်တော့ပီကာရှူရဲ့အမီမအမဲဆက်မပါပါဘူးဒါတွေကစာပါကဒေတာကိုပြန်ပြင်ရေးလိုက်လို့ဖြစ်သွားတဲ့ side effect ဘေးထွက်ဆိုးကျိုးတွေများလားဒီ theory ရဲ့ကြောက်စရာအကောင်းဆုံးအပိုင်းကတော့ဒါဆိုရင်ငါတို့ကပါတွေလဲဆိုတဲ့မေးခွန်းပါပဲတကယ်လို့ဒီလောကကြီးက simulation တစ်ခုဆိုရင်ကျွန်တော်တို့တကယ်တက်ရှိတွေမဟုတ်တော့ဘူးလားကျွန်တော်တို့ကကွန်ပျူတာကုတ်တွေနဲ့ရေးဆွဲထားတဲ့ NPC လို့ခေါ်တဲ့ non player character တွေလားဖြစ်သွားပါလိမ့်မယ်ခမည်းရဲ့ချစ်တာတွေမေတ္တာတွေခမည်းရဲ့နာကျင်မှုတွေခမည်းရဲ့အိမ်မက်တွေအားလုံးဟာ program ရေးထားတဲ့အတိုင်းဖြစ်ပျက်နေတာပေါ့ပြီးတော့အဆိုးဆုံးကဒီ simulation ဆိုတဲ့ game ကိုကစားနေတဲ့သူက quick game လို့နှိပ်လိုက်ရင်ဒါမှမဟုတ်စာပါပိတ်ချလိုက်မယ်ဆိုရင်ကျွန်တော်တို့အားလုံးဟာဘာမှမဖြစ်ခဲ့တဲ့မျိုးပျောက်ကွယ်သွားမှာလားတကယ်တော့အခုခမည်းကျွန်တော်ပြောနေတာကိုနားထောင်နေတာရောဟုတ်ရဲ့လားဒါမှမဟုတ်ခမည်းကိုနားထောင်အောင်ကွန်ပျူတာက program ရေးထားလို့နားထောင်နေတာလားမိုးကကျဲတွေကိုမကြည့်ဘူးပါလားဒါတွေကတကယ်ကျဲတွေလားဒါမှမဟုတ် randomly လောက်ထားတဲ့မျက်နှာချက်ပေါ်ကမီးလုံးတွေလားတိထားပါနော်ခမည်းဖုံးကြည့်နေရင်မျက်လုံးတွေကနေအရေးတစ်ခုဖြတ်သွားတာမြင်လိုက်ရင်လည်းမကြည့်လိုက်ပါနဲ့အဲ့ဒါက graphic မပေါ်သေးတဲ့နေရာဖြစ်နေပါတယ်အဲ့ဒီတုန်းကမေးခွန်းတစ်ခုကြံခဲ့ပါတယ်တကယ်လို့ငါတို့က simulation ထဲမှာရောက်နေတယ်ဆိုရင်ဒီကိန်းတွေက log out လုပ်သွားနိုင်တဲ့သူရောရှိခဲ့ဘူးလားဆိုတဲ့မေးခွန်းပါပဲ Elon Musk ကတော့ဒီကဘာကြီးအစစ်ဖြစ်ဖို့ဆိုတာ1 in billion ပေါင်းများစွာမှာတစ်ကြိမ်ပဲဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်ဒါဆိုရင်ဒီကိန်းကို run နေတဲ့ source code တွေကဘယ်မှာလဲဂိမ်းဆော့ဖို့တဲ့သူတွေဆိုတီးကြမှာပါကွန်ပျူတာကလက်မတွားအောင်လို့ player တွေကြည့်နေတဲ့နေရာကိုပဲပုံဖော် randomly လုပ်ပေးပြီး player တွေမကြည့်တဲ့နေရာကိုဖျောက်ထားလေရှိပါတယ်အော်စရာကောင်းတာက quantum physics သဘောတရားမှလည်းဒီအတိုင်းဖြစ်တည်နေတာပါThe Basel experiment သဘောအရာဝတ္ထုတွေဟာလူကကြီးမှဖြစ်တည်လာကြတာပါခမည်းတော်နောက်လှည့်မကြည့်တဲ့၍ခမည်းရဲ့နောက်ကျောဘက်မှာဘာမှရှိမနေနိုင်ပါဘူးခမည်းလှည့်ကြည့်လိုက်တဲ့အချိန်ကျမှ system ကအလင်းမြန်ဖန်တီးပေးလိုက်တာပါနောက်တစ်ခုက speed of light
ကျွန်တော်တို့ရဲ့စက်ကြော်ရာထဲမှာအလင်းထက်ပူမြန်အောင်တွားလို့မရပါဘူးဒါဟာ system ကြီး run နေတဲ့ processor limit အမြန်နှုန်းကန့်သက်ချက်တစ်ခုဖြစ်နေနိုင်ပါတယ်ကဘာကြီးက game တစ်ခုပဲထားပါတော့ကျွန်တော်တို့ player တွေကဘာလုပ်နေကြတာလဲ system ကကျွန်တော်တို့ကို game ကွင်းတွေ run တွေ skin တွေဆိုတဲ့ budget ရဲ့ item တွေနဲ့မြူဆွဲထားတာပါတခုရရင်မကျေနပ်ဘူးနောက်တစ်ခုထပ်လို့ချင်းအောင် infinite loop လို့ခေါ်တဲ့အဆုံးမရှိကွင်းဆက်ထဲမှာတဝဲဝဲလဲနေအောင်ရေးဆွဲထားတာပါတကယ်လို့ game over ဖြစ်ပြီးဒေဆုံးသွားရင်တော့ data တွေကပျက်စီးမသွားပါဘူး save file အတိုင်း map အသစ် avatar အသစ်နဲ့ချက်ပြီးတော့စောင့်နေရအောင်ပါဒါကိုပုဒ်တပါတာမှာတော့တန်တရားဆက်ဝိုင်းလို့ခေါ်ပါတယ်တလောက် PPE နေတဲ့ system ကြီးမှလည်း grip လို့ခေါ်တဲ့ hardware တစ်ခုရှိနေနိုင်ပါတယ်အဲ့ဒါကတော့ game ထဲမှာခမများတော့မြင်နေရတဲ့ရွှေတွေငွေတွေတိတ်တာအဆောက်အဦတွေအားလုံးဟာတကယ်တမ်းကြတော့ screen ပေါ်မှာလင်းနေတဲ့ pixel အဆက်လေးတွေအနေနဲ့ရှိနေတာပါခမများတော့လက်နဲ့စမ်းကြည့်လို့မရသလိုဘာဝါခလုတ်ပိတ်လိုက်တာနဲ့အားလုံးကအမွှေ့ပြန်ပြီးပျောက်ကွယ်သွားမှာပါဒီလိုမမြဲတဲ့သဘောတရားကို system ကဖုံးကွယ်ထားပြီးမဲ့ hacker တွေကတော့ဒါကိုမြင်အောင်ကြည့်နိုင်ကြပါတယ်ကျွန်တော်တို့ရဲ့လူသားသမိန်မှာဒီ system ကြီးရဲ့စိုးကုတ်ကိုပထမဦးဆုံးဖောက်ထွင်းမြင်ခဲ့တဲ့ ultimate hacker တယောက်ပေါ်ခဲ့ဖူးပါတယ်အဲ့ဒါကတော့ပုဒ်တာဖျားရှင်ပါပဲပုဒ်တာဟာ system ကိုထိန်းချုပ်ထားတဲ့ admin တနာကိုခြာတွေ့နေခဲ့ပါတယ်ပြီးတော့ငါအတွက်နောက်ထပ်အိမ်တလုံးထပ်ဆောက်ခွင့်မရတော့ဘူးလို့ကြွေးကြော်ပြီးဒီ system ကြီးတွေကအပြီးတိုင် lock out လုပ်သွားနိုင်ခဲ့ပါတယ်ငါစိတ်ဟာပူလောင်စေတတ်တဲ့ဒုက္ခအလုံးရဲ့အဆုံးသက်ရာဖြစ်တဲ့အေးချမ်းတဲ့နိဗ္ဗာန် system ကြီးရဲ့အပြင်ဘက်ကိုထပ်သွားနိုင်ခဲ့ပြီလို့ဆိုခဲ့ပါတယ်Elon Musk ပြောခဲ့တဲ့ simulation ပဲဖြစ်ဖြစ်ပုဒ်တဖျားဟောခဲ့တဲ့တန်တရားပဲဖြစ်ဖြစ်အမှန်တရားတစ်ခုတည်းပါပဲကျွန်တော်တို့လူသားတွေအားလုံးဟာဒီ system တစ်ခုထဲမှာပိတ်မိနေကြတာပါခမည်းရဲ့ရှေ့မှာရွေးချယ်စရာလမ်းနှစ်လမ်းပဲရှိပါတယ်ပထမတစ်ခုကပတ်ကျူရဲ့ item တွေနောက်ကိုလိုက်ရင်နောက်ထပ်ဘဝတစ်ခုမှဆက်ပြီး gain ဆက်ဆုံးပါလားဒါမှမဟုတ်ဒီ gain တွေကနေအပြီးတိုင် lock out လုပ်နိုင်မဲ့ဒီလမ်းကိုရှာဖွေမလားရွေးချယ်မှုကခမည်းရဲ့လက်ထဲမှာပါ